တခါမှရေးစားစကားအပြောမခံရခဲ့ဘူးတဲ့နည်းနဲ့ရေးစားစကားပြောခံလိုက်ရရဲ့ပေါ့ ရီးစားစကားရလည်းမဟုတ်ပါဘူးဟဲ့အခုချိန်ထိတော့ငါတို့အားပေးစကားလေးဖြစ်နေတော့ပေါ့ ဘာတူလဲမင်းဝလား မင်းဝါလို့ငါမသိမင်းဝါငါနဲ့အမြဲတွေ့နေရတဲ့ဥစ္စာသူငါ့ကိုပြောချင်းလူကိုယ်တိုင်ပဲပြောမှာပေါ့ဒီလိုဆက်ကူခောက်ပြီးပဲပြောပါပြီးတော့မင်းဝါငါတီးတလားဒီလိုဆက်ကူလည်းမခောက်တော့ ဘာတူလို့နေထင်လဲ မသိဒါမဲ့အယုံကြီးကတနေ့နေ့တစ်ချိန်ချင်းကြာရင်သူလူကိုယ်တိုင်ငါရှိကိုရောက်လာမယ်လို့ငါသိနေ မို့တို့နင့်နာမှာအများအားရှိနေတဲ့မြင်းဝထက်တခါမှမမြင်ဘူးတဲ့လူတယောက်ကိုနင့်အရန်ပုံနေတယ်လို့ပဲနော်